ဂျိုရှွာဘန်နဲ့ရော့ထန်ကိုရှင်းနေတာရုပ်ပေါက်လို့နဲ့အခုတလောဆိုရှယ်မီဒီယာပေါ်မှာတော်တော်လေးပြောစရာဖြစ်နေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။အဲဒါကတော့ကျွန်တော်တို့မြန်မာကုံဆောင်ဂျိုရှွာဘန်နဲ့ထိုင်းဖိုက်တာရော့ထန်တို့ကိုရှင်းပြီးပြောနေကြတာပါပဲ။တကယ်တော့ဒီနိုင်ရှင်မှုကနီးပညာပိုင်းအရာရောကစားတဲ့နေပဲအရာရောကြည့်မယ်ဆိုရင်တော်တော်လေးကိုရုပ်ပေါက်လွန်လာပါပြီ။တစ်ဖက်ကကမ္ဘာအဆင့်မြင့်ဆုံး MMA စင်မြင့်ဖြစ်တဲ့ UFC မှာခြေလန်းကျဲနေတဲ့သူနောက်တစ်ဖက်ကတော့မွေထိုင်းလောကမှာဘရင်တစ်ပါးဖြစ်ပေမဲ့ MMA မှာတော့အခြေခံအဆင့်ပဲရှိသေးတဲ့သူပါ။ဒီနေရာကိုရှင်းလိုက်တာကအတော်လေးကိုကြွားချလွန်းနေတာကိုအားလုံးလည်းသတိထားမိကြမှာပါပထမဆုံးရော့ထန်ရဲ့ MMA အတွေ့အကြုံကိုပဲပြန်ကြည့်အောင်ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းရော့ထန်ကမွေထိုင်းမှာတော့တကယ်ကိုထိတ်တမ်းပါပဲဒါပေမဲ့ MMA စီးမြင့်နဲ့ရှင်ပြိုင်ခဲ့တဲ့ Demetrius Johnson နဲ့ပွဲကိုပြန်ကြည့်မယ်ဆိုရင်အဖြေကရှင်းနေပါပြီ DJ ဆိုတာ UFC ရဲ့ဂန်နဝင်းဟောင်း MMA လောကရဲ့ပါရမီရှင်တစ်ယောက်ပါအဲ့ဒီပွဲတုန်းကရော့ထန်ဟာမွေထိုင်းအချီမှာတော့အသာရတယ်လို့ရှိခဲ့ပေမဲ့ MMA အချီကိုလည်းရောက်ရောဘာမှမတတ်နိုင်မဲ့အရှုံးပေးလိုက်ရတာကိုတွေ့ရမှာပါဒါကဘာကိုပြတယ်လဲဆိုတော့ MMA ဆိုတာလက်သီးထိုးခြေကန်တက်ယုံနဲ့မရဘူးဆိုတာပါပဲမြေပြင်ကစားကွက်ချုပ်ကွက်နဗန်းတက်ပညာတွေကဒီအားကစားနည်းရဲ့အသက်သွေးကြောပါပဲရော့ထန်ဟာဒီဘိုင်းမှာတော့ချီရင်နဲ့လာတာယုံလောက်ပဲအဆင်ရှိတာပါသူဟာသူ့ရဲ့တက်တန်းတစ်လျှောက်လုံးမွေထိုင်းကိုပဲအာယုံစိုက်လာတာဖြစ်တဲ့အတွက် MMA လောကရဲ့နက်နေတဲ့ပညာရက်တွေကိုဂျိုရှူဝါဘန်နဲ့ရှင်မှုဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါပဲဂျိုရှူဝါဘန်အကြောင်းကိုပြောရမယ်ဆိုရင်တော့သူကအခုလက်ရှိ UFC ရဲ့ Flyweight တန်းမှာချန်ပီယံတစ်ယောက်ဖြစ်နေအားလုံးကစောင့်ကြည့်နေရတဲ့သူပါသူရဲ့အားသာချက်ကတော့ပြီးပြည့်စုံတဲ့ MMA fighter တစ်ယောက်ဖြစ်နေတာပါပဲသူကလက်သီးကစားပုံလည်းကောင်းတယ်လို့နဗန်းနဲ့မြေပြင်ချုပ်ကွက်တွေမှာလည်းကမ္ဘာအဆင့်အသင်းအဖွဲ့တွေနဲ့လေ့ကျင့်ထားသူဖြစ်ပါတယ် UFC ဆိုတာကကမ္ဘာပေါ်မှာအတော်ဆုံးဆိုတဲ့ fighter တွေပဲစုဝေးနေတဲ့နေရာပါအဲ့ဒီမှာနိုင်ပွဲတွေဖော်ဆောင်နေတဲ့ချန်ပီယံဖြစ်နေတဲ့ဆိုကြတဲ့ကဂျိုရှူဝါဘန်ရဲ့အရေးချင်းကဘယ်လောက်ထိမြင့်မားနေပြီလဲဆိုတာခံမှန်းလို့ရပါတယ်သူရဲ့ striking ကလည်းရော့ထန်လိုမျိုးအသေးခံပြီးတိုးတာမျိုးမဟုတ်ဘဲနီးပညာပါပါနဲ့တိကျတဲ့ထိုးချက်တွေဖြစ်ပါတယ်ပြီးတော့သူ့မှာရှိတဲ့ Wrestling အခြေခံကရော့ထန်လို fighter မျိုးကိုလှောင်ရင်ထဲမှာကစားစရာအယုတ်တစ်ခုလိုမျိုးအေးဆေးကင်တွယ်နိုင်စွမ်းရှိနေတာပါဒီတော့ဂျိုရှွာဘန်နဲ့ရော့ထန်ကိုရှင်းနေတာကမိုးနဲ့မြေလိုကွာခြားနေတယ်လို့ပြောရင်မမှားပါဘူးရော့ထန်ကသူ့ရဲ့မွေထိုင်းနယ်ပင်မှာတော့နံပါတ်1ဖြစ်နိုင်ပေမဲ့ MMA လောကတွေကိုခြေစုံပြုတ်ဝင်လာမယ်ဆိုရင်တော့ဂျိုရှွာဘန်ရဲ့အဆင့်ကိုမှီဖို့တောင်အများကြီးကြိုးစားရအောင်ပါ UFC ချန်ပီယံဖြစ်တဲ့ဂျိုရှွာဘန်အတွက်ရော့ထန်ဆိုတာကတကယ်တော့ပြိုင်ဘက်လို့တောင်သတ်မှတ်လို့မရတဲ့အနေအထားပါလူအများစုကရော့ထန်ရဲ့လူသိများမှုနဲ့သူ့ရဲ့ခံနိုင်ရည်ကိုကြည့်ပြီးအထင်ကြီးနေကြပေမဲ့ MMA စင်မြင့်ပေါ်မှာတော့ခံနိုင်ရည်ရှိုံနဲ့မလုံလောက်ပါဘူးနီးပညာပိုင်းဆိုင်ရာကွာဟချက်ကဒီနှစ်ယောက်ကြားမှာအကြီးကြီးဖြစ်နေတာပါနောက်တစ်ခုကကစားတဲ့ပတ်ဝန်းကျင်မှာဂျိုရှွာဘန်ကအမေရိကန်မှာရှိတဲ့ထိပ်တန်းဂျင်တွေမှာကမ္ဘာအဆင့်နီးပြတွေဖိုက်တာတွေနဲ့နေတိုင်းလေ့ကျင့်နေတာပါသူ့ရဲ့တိုးတက်မှုကတိတိတတ်တာကိုမြန်ဆန်နေပါတယ်တစ်ဖက်မှာရော့ထန်ကတော့မွေထိုင်းကိုပဲအဓိကထားပြီးကစားနေတာဖြစ်တဲ့အတွက် MMA ရဲ့ခင်မီတဲ့နီးစနစ်တွေကိုလိုက်မီဖို့အခက်ခဲပါလိမ့်မယ် DJ နဲ့ပွဲမှာတော့ကရော့ထန်ရဲ့အားနည်းချက်တွေကိုတစ်ကမ္ဘာလုံးမြင်လိုက်ရပြီးသားပါအဲဒီလိုအားနည်းချက်မျိုးရှိနေတဲ့သူကို UFC မှာချန်ပီယံခပတ်သိမ်းပိုက်ထားတဲ့ဂျိုရှွာဘန်နဲ့သွားရှင်တာကဂျိုရှွာဘန်ကိုစော်ကားသလိုတောင်ဖြစ်နေပါသည်ဂျိုရှွာဘန်ရဲ့ကစားဟန်ကအရန်ကိုစနစ်ကြပါသည်သူကပွဲကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိတယ်ပြိုင်ဘက်ရဲ့အားနည်းချက်ကိုဘယ်လိုရှာရမလဲဆိုတာသိတယ်ရော့ထန်လိုမျိုးအကန်ခံအထိုးခံပြီးမှပြန်တိုက်တဲ့ပုံစံမျိုးက MMA မှာတော့အရန်အန်နေရများပါတယ်တီးကြတဲ့ချုပ်ကွက်တစ်ခုဒါမှမဟုတ်ပြင်းထန်တဲ့တိတ်တောင်းတစ်ခုအောက်မှာရော့ထန်ရဲ့အစွမ်းတွေကပျောက်ကွယ်သွားမှာပါဂျိုရှွာဘန်ကတော့အဲ့လိုအခွင့်အရေးတွေကိုအမီးရဖမ်းဆုပ်နိုင်တဲ့အရေးချင်းအပြည့်အဝရှိပါတယ်ဒါကြောင့်ဒီနှစ်ယောက်ကိုရှင်းပြီးဘယ်သူနိုင်မလဲလို့မေးနေတာကအဖြေကထွက်ပြီးသားကိစ္စတစ်ခုပါပဲအနည်းချုပ်ပြောရရင်တော့ဂျိုရှွာဘန်နဲ့ရော့ထန်ကိုရှင်းနေတာကအချိန်ဖြုံးတာပါပဲတယောက်ကကမ္ဘာအဆင့် MMA fighter စစ်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ MMA မှာအခြေခံအောင်မပိုင်နိုင်သေးတဲ့မွေထိုင်းသမားတစ်ယောက်ပါဒီနိုင်ရှင်မှုကဘယ်လိုမှမထိုက်တန်တယ်လို့ဂျိုရှွာဘန်ရဲ့အဆင့်တန်းကိုလည်းနှိမ့်ချသွားစေပါသည်ရော့ထန်ကသူ့ရဲ့မွေထိုင်းလောကမှာပဲပျော်မွေ့နေတာကသူ့အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ် MMA တွေကိုဝင်လာပြီးဂျိုရှွာဘန်လိုလူမျိုးနဲ့ရှင်မယ်ဆိုရင်တော့ရော့ထန်အတွက်ကတော့ချီရင်းထဲမှာလာတာနေတယ်လို့မျိုးအပေါ်ရန်လေးပဲလာပြီးအတွင်းထဲမှာတော့ဒုက္ခရောက်ဖို့ပဲရှိပါတော့တယ်ဒါကြောင့်ဒီလိုရုပ်ပေါက်လုံးနဲ့နှိုင်းရှင်မှုတွေကိုရပ်တန့်ပြီးဂျိုရှွာဘန်ရဲ့ UFC ခရီးလမ်းကိုပဲအားပေးကြတာပိုပြီးအထိပ္ပယ်ရှိပါလိမ့်မယ်